ဒီတစ်ခါတော့ကျွန်တော်တို့ရဲ့ဒါကိုသမားလေးစနေလမန်းအကြောင်းလေးပြောကြအောင်ဗျာဒီကိုသမားကညကျွန်တော်တို့ဒီအေဗာတန်အသင်းရဲ့တောင်းခံဘော်တွေပေါ့ဗျာထွက်ဆွဲတာတွေဒါပုတ်ထုတ်တာတွေဒါအဝေးကန်ချက်တွေကျွန်တော်တို့အားလုံးကျွန်တော်တို့စိတ်ခဲ့တယ်ဘယ်လောက်ကောင်းလိုက်တယ်လဲဗျာကျွန်တော်ပြီးခဲ့ရရာသီမှာကျွန်တော်အိုနာနာကိုကြည့်ခဲ့ရတယ်ဒါအိုနာနာနဲ့ကျွန်တော်တို့ဒါစန့်ကျင်ဘက်ပါပဲဒါသူ့အနေနဲ့ရွှေတက်ခိုးပေါက်မှာကောင်းကောင်းကာကွယ်ပေးတယ်သူလုံးဝစေ့ရမယ်လုံးလေးလုံးဝစေ့နိုင်ခဲ့တယ်ဒါအမှားအနည်းဆုံးနဲ့ဒါအကောင်းဆုံးကျွန်တော်စွမ်းဆောင်မှုတွေကိုပြထားတယ်ဒီကီယာလက်တစ်လို့တော့ကျွန်တော်တို့အားလုံးကပြောကြတဲ့အနေအထားဖြစ်နေပြီဒီကိုသမားလေးအတက်ကငယ်လေးရှိပါသေးတယ်ကျွန်တော်တက်မှာလာတယ်အများကြီးရှိသေးတယ်ကမ္ဘာအကောင်းဆုံးကိုသမားလည်းကျွန်တော်တို့ဖြစ်သွားနိုင်ပါတယ်ဒီပြီးခဲ့ရာဒီဒါဒီလိုက်တဲ့ခေါ်ယူမှုအကောင်းဆုံးခေါ်ယူမှုတွေကတခုလို့ကျွန်တော်တို့ပြောရမယ်တောင်းကန်ပေါ်ဆိုရင်လည်းကျွန်တော်တို့အေဗာတန်ဘက်ကတောင်းကန်ပေါ်10ချိန်ထပ်မနဲ့ကျွန်တော်ရရှိတဲ့တောင်းကန်ပေါ်ကိုလည်းကျွန်တော်တို့ဒါအေဗာတန်နောက်ခံကစားသမားတွေတိုက်စစ်ကစားသမားတွေကကျွန်တော်တို့ကုသမားကိုကျွန်တော်တို့ကာကြတယ်နောက်ချက်ကြတယ်ဖီယာပေးကြတယ်ဒီဖီယာပေးရဲ့ဂျားထဲမှာကျွန်တော်တို့ထွက်ပြီးတော့ဆွဲတယ်ထွက်ပြီးပုတ်တယ်ထွက်ပြီးတော့ဖမ်းတယ်ဘယ်လောက်ကောင်းနိုင်တော့ဗျာကျွန်တော်တို့ဒီကုသမားလေးကိုရိုက်တာဒါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့စနေလမ်းမဟာ United မှာထွန်းတောက်လာမယ်ကျွန်တော်တို့ကိုသမားကောင်းတယောက်ဆိုလာအားလုံးဒါချွန်းချက်မရှိတန်တရားမရှိကျွန်တော်တို့ယုံကြည်ရမယ့်အနေအထားတစ်ခုကိုရောက်နေပါပြီ